အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုရင်လေကျွန်တော်ရဲ့ဆရာကြီးဂုံလူသိနေပေါ့နော်ကျွန်တော်တို့မြန်မာစာပေလောကကိုစွန့်ခွာသွားတယ်လို့ပြောရမလားကျွန်တော်တို့ကိုစွန့်ခွာသွားတယ်လို့ပဲပြောရမလားပေါ့ဆရာကြီးဆုံးသွားတာဆရာကြီးမရှိတော့တာဒီနေ့နဲ့ဆိုရင်50နဲ့တရက်ရှိသွားပါ51ရက်လူရသည်ရောက်ခါနေပြီဆိုရင်ဆရာကြီးနဲ့ကျွန်တော်နဲ့ဆရာကြီးလူရသည်မှာစတင်ဖို့ရန်အတွက်ဆရာကြီးကမတော်သူဘာလို့ထားဆိုကျွန်တော်အကုန်လုံးစီစဉ်ပြီးဆောင်ရွက်ပြီးလူရသည်မှာတင်မဲ့သင်ခန်းစာတွေကိုကြိုတင်ပြီးတော့လန့်ဆွဲကြတယ်ဒီနေ့တော့လူရသည်မှာကျွန်တော်ဆရာကြီးမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ဆရာကြီးမရှိတော့ညာလည်းပဲဆရာကြီးပြီးခဲ့တဲ့ပညာအမွေတွေနဲ့ကျွန်တော်မက်ချလာမှာနွေရာသီစသည်စာကုံတန်းနွေရာသီအစိုးအခြေတန်းကလေးငယ်လေးတွေအတွက်ချစ်စရာမြန်မာစာအစီအစဉ်ကောင်းတွေကိုကျွန်တော်ဘာလုပ်လဲဆိုတော့နွေရာသီမှာဖွင့်လှစ်တင် जा ပို့ချပြီးတော့မှာပါဖွင့်လှစ်မဲ့နေရာတွေကတော့သင်္ကန်းကျွန်းမျိုးနဲ့ဇဝနာလန်ဇဝနာရက်ကွက်တိုင်းနံပါတ်8မှာကျွန်တော်ကျောင်းဖွင့်မှာပါတဒန်းကိုကျောင်းသားကအနည်းဆုံး10ယောက်ပဲလက်ခံမှာဖြစ်ပါတယ်10ယောက်ပဲဒါကြောင့်မို့လို့မြန်မာစာကိုချစ်တဲ့ကျောင်းသားကျောင်းသူတွေရဲ့မိဘမြန်မာစာကိုတန်ဖိုးထားတဲ့ကျောင်းသားကျောင်းသူမြည်သူမဆိုဘယ်သူမဆိုလေးလာလို့တင်ယူလို့တက်ရောက်တင်ယူလို့ရတယ်ဆိုတဲ့ကျောင်းလေးကျွန်တော်မိတ်ဆက်ပြရစီဆရာကြီးရဲ့ကိုစားပေါ့ဆရာကြီးလေးလာခဲ့တဲ့ဆရာကြီးပေးခဲ့တဲ့ပညာတွေနဲ့မြန်မာစာအမွေကိုကျွန်တော်ဆက်လက်ပြီးတော့မလုပ်လဲလို့ဆိုတော့အတွန်းရှိတည်တတ်အောင်ကျွန်တော်ကြိုးစားဆောင်ရွက်ပါမယ်ကျွန်တော်ဆရာကြီးပေးခဲ့တဲ့အမွေတွေပေါ့လူရသည်တင်တန်းလေးရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်